Studio 27 Channel ကကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာစာရေးဆရာမောင်ညိုဝိုင်းတန်လင်းရေးသားထားတဲ့ငှက်ကြီးတော်ဘာချမ်းဆိုတဲ့တကယ်ဝတ္ထုကောင်တစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီလိုဇလန်းဟောများစွာကိုအစင်မပြတ်နားဆင်ကြတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးခဲ့နိုင်ပါခင်ဗျာလွတ်လပ်ရေးခေဦးတုန်းကဖြစ်ပါတယ်ကျွန်တော်တို့အရက်ဟန်သာရီအရှိချမ်းကလက်နက်ကင်တောင်းကျမ်းသူတွေနဲ့ဓမြပြန်ပြီးဒီစူပူတောင်းကျမ်းတဲ့ဒေသဖြစ်ပါတယ်အရှိကိုခီးဆက်ရင်ပဲခူးနဲ့ရင်ချင်းအပ်ဖြစ်ပါတယ်တောင်ကိုသွားရင်မုဒ္ဓမပင်လေဝိရှိတဲ့ပင်လေရေပြင်ကြီးပါအနောက်တောင်ကိုသွားရင်တီလဝါမီးပြထိုင်တဲ့တွန်တီးတောတန်းကြီးကတော့လက်နက်ကိုင်းတောင်းကျမ်းသူတွေခိုအောင်ပြီးတော့မကြာခဏစစ်စင်ရေးတိုက်ပွဲကြီးဖြစ်တဲ့နေရာဒေသလည်းဖြစ်ပါတယ်တွန်တီးတောတန်းကြီးကလုံရင်တော့ပင်လေကိုရေချောင်းနဲ့ကူတန်လျင်အထိစံတက်လူကြတော့အချိန်ကြီးဆိုးရတဲ့ဒေသတွေလည်းဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ပင်လေရဝန်းတဲ့ကုန်းတွင်းဒေသမှာအလွန်ဆိုးသွမ်းတောင်းကျမ်းနာမည်ကြီးလာတဲ့လူသက်ဓမြအများစွာရှိပါတယ်တယောက်ကတော့ရှင်ဘရင်သိမ်းမောင်ဖြစ်ပါတယ်နောက်တစ်ယောက်ကငမဲနောက်တစ်ယောက်ကငှက်ကြီးတောင်ဘာချမ်းပဲဖြစ်ပါတော့တယ်ရှင်ဘရင်သိမ်းမောင်ကမင်းမချောလှတွေ့ရင်အိုးအိုးပြူပြူလက်ရသိမ်းတော်ကောက်ပြီးတော့သူ့ကိုယ်သူရှင်ဘရင်ဘွဲ့လို့ခံထားပါတယ်ဒါတနက်ပြီးတယ်လို့လည်းနာမည်ကြီးပါတယ်တနယ်လုံးဖိမ့်ဖိန်တုံကြောက်ကြပါတယ်ငမဲကလည်းသိမ်းမောင်လိုပဲဖြစ်ပါတယ်ဓမြတိုက်တယ်ပြန်ပွေးဆွဲတယ်အနုချမ်းစီးပါတယ်မိမချောတွေ့ရင်လက်နဲ့ပြချင်းချောက်ပြီးတော့လက်ရသိမ်းတတ်ပါတယ်သိမ်းမောင်နဲ့အပြိုင်ဖြစ်တော့သူတို့ချင်းကအမြဲတမ်းဆမန်ခုတ်လက်ရင်လက်တို့တွေ့ကြပါတယ်ပြီးတော့ငှက်ကြီးတောင်ဘာချမ်းပါခါကြမှာ6လုံးမျိုးတနက်ကိုအိတ်နဲ့ပတ်ထားပါတယ်ကြောကုန်းပေါ်မှာတရှည်နဲ့ငှက်ကြီးတောင်ဓာတ်ကိုလွှဲထားပါတယ်အမြဲတမ်းဖဲပေါင်းမီရှည်ကြီးနဲ့ဖြစ်ပါတယ်လူကခန့်ခန့်လူပုံကျော်စိုးကျင်တော့ပေါင်းပေါ်မှာဓာတ်ခုရကြီးနေပါနှုတ်ခမ်းမွေးဆဆနဲ့နှုတ်ခမ်းပေါ်မှာမှဲ့နဲ့လုံးကလည်းပါသေးတယ်ဓာတ်ခုရမပါပဲဓမြလူစိုးတာမဟုတ်ရင်တော့ပြဇက်မင်းသားနဲ့အတော်တူပါတယ်လူစိုးဓမြမှန်သိနေရတဲ့မှဲ့ပါတဲ့နှကန်းရဲ့ဩဇာကြောင့်၎င်းရုပ်ရည်ခံညားတဲ့ကြောင့်၎င်းအမျိုးသမီးတချို့ကသဘောကျကြပါတယ်ဒီလိုသဘောကျတဲ့အတွက်ကြောင့်ငှက်ကြီးတော်ဘာချမ်းနဲ့နှစ်ခုတစ်စိညားကြပါတယ်တင်းကလည်းမောင်းမမိတ်တန်မနှဲပါဘူးတခုတော့ရှိပါတယ်ငှက်ကြီးတော်ဘာချမ်းကတော့မိမမြင်တိုင်းမစွဲပါဘူးမိမကသူ့ဘောကြတယ်လို့မြင်မှတနည်းပြောတော့မိမသူ့ကိုကြိုက်တယ်ဆိုမှအဲ့ဒါမှချောလဲချောဖြောင်းလဲဖြောင်းတောင်လဲတောင်ဥစ္စာလဲပေါ်ရုပ်ကလည်းချောရင်တော့ငှက်ကြီးတော်ဘာချမ်းကစုံမက်မျက်နှိုးတော်မူပြီးတော့မရအဖြစ်ပေါင်းနေပါတယ်ရက်ဆက်ရမှာတော့ကန်းကုန်ပါတယ်သူမရတွေထဲမှာတယောက်ကတခြားတယောက်နဲ့ပယောပကြီးလုပ်ပါတယ်ဒါမှမဟုတ်ရင်ဖောက်ပြန်တယ်လို့ကြားရင်အဲ့ဒီမေယာကိုငှက်ကြီးတော်သားနဲ့ခုတ်တက်ပြစ်တတ်ပါတယ်ပြီးတော့သူ့နှုတ်လိုက်များတစ္ဆာဖောက်လို့ထွက်ပြေးရင်လေဟိုတိုင်းဒီတိုင်းလုတ်ခဲ့လို့ရှိရင်လေအဲ့ဒီတစ္ဆာဖောက်ကိုငှက်ကြီးတော်ဘာချမ်းကကိုယ်တိုင်လက်ရဖမ်းကျန်တပြည့်တွေရှိမှငှက်ကြီးတော်သားနဲ့ရဲရဲဆက်ဆက်မြင်မကောင်းရှုမကောင်းရှင်းပြတတ်ပါတယ်ဒီလိုရက်ဆက်ကျန်းကျုံလုံးတော့ငှက်ကြီးတော်ဘာချမ်းလို့အမည်တွင်လာပါတယ်ဘာချမ်းရဲ့ညာလက်မောင်းရင်းမှာကျိုးနီတစ်ချောင်းစီးထားပါတယ်တချို့ကလည်းတင်းချင်းလက်ဖွဲလို့ဆိုကြပါတယ်တချို့ကလည်းနတ်စင်ကိုကရှုပ်ပန်းတဲ့အနီစကိုကြည့်ဆရာတယောက်ကစီရင်ပေးထားတဲ့အစီရင်လို့လည်းဆိုကြပါတယ်ဒါပေမဲ့ဘယ်သူမှတော့ထဲထဲဝင်မသိကြပါဘူးတချို့ကဘာချမ်းဓာပြီးတယ်လို့လည်းဆိုကြပါတယ်ဒုတ်ပြီးတယ်လို့လည်းဆိုကြပါတယ်တန်ထမီးမကူလို့လည်းချက်ကာပြောကြပါတယ်ဒါပေမဲ့တစ်ချိန်မှာဘာချမ်းအရက်မူးပြီးတော့ဆောင်းကောင်းပြီးချုံအိပ်ပျော်နေတဲ့အချိန်မှာဘာချမ်းရဲ့တပည့်အောင်ပန်းစင်ကဘာချမ်းရဲ့ငှက်ကြီးတောင်ဓာတ်နဲ့ဘာချမ်းရဲ့လေပင်ကိုအသေးကြီးခုတ်ခဲ့မှုပါတယ်ဒါပေမဲ့ဒီလိုလုပ်ရတဲ့အကြောင်းရင်းကငှက်ကြီးတောင်ဘာချမ်းရဲ့တပည့်ရင်းဖြစ်သူအောင်ပန်းစင်ရဲ့ချစ်လာစားတော့တူးတဲ့သောညီမလေးကိုအဲ့ဒါမှတော်ကောက်သိမ်းမြန်းလိုက်တဲ့အကြောင်းဖြစ်ပါတယ်ညီမလေးမှလည်းချစ်သူကြီးစားရှိပါတယ်သူ့ရဲ့ရေးသားမိကမောင်တန်းဖြစ်ပါတယ်ပင်လယ်မှာတန်ငါဆက်လီလိုက်ပါတယ်တရင်ကျုပ်ပြီးရင်လည်းသူတို့နှစ်ဦးလက်ထပ်ကြမှာဖြစ်ပါတယ်ညီမကလေးကလည်းချစ်စရာချောချောလေးပါကနဦးကဘာချမ်းကသူ့ကိုဖွင့်ပြောခဲ့ပူပါတယ်အောင်ပန်းစေမင်းညီမငါလက်ထပ်ချင်တယ်ကွာမဖြစ်ပါဘူးဆရာရဲ့ငါဘောမှာမဖြစ်ဘူးဆိုတာမရှိဘူးမင်းအသိပဲလေညီမလေးမှာချစ်သူရေးသားရှိနေလို့ပါဆရာရဲ့ဘယ်လိုခေါ်တော့ကွာမောင်တန်းနဲ့သူတို့ဝါကျွတ်ပြီးအဲ့တော့မောင်တန်းဘာလုပ်လို့ကွာပင်လယ်မှာတန်ငါဆက်လီလိုက်ပါတယ်ဆရာအေးပြီးရောပေါ့ကွာဒီလိုပြောပြီးမကြလိုက်ပါဘူးပင်လယ်ရေပြင်မှာမောင်တန်းရဲ့ခေါင်းမပါတဲ့ကိုလုံးကိုအများကမြင်လိုက်ရပါတယ်မကြခင်မှာဘာချမ်းကညီမလေးပန်းတွေကိုအဓမ္မသိမ့်လိုက်ပါတယ်ညီမလေးကဘာချမ်းအလစ်မှာစိန်နဲ့တံမယာတောက်ကုတ်ကိုအဆုံးစီရင်လိုက်ပါတယ်အဲ့ဒီကလေးကအောင်ပန်းစင်ကသူ့ဆရာတစ္ဆာမဲတဲ့သူလူလုံးမာကြီးကိုလှုပ်ကြံဖို့အခွင့်အရေးမျှော်နေခဲ့ပါတယ်ကဲအခုတော့ကြုံပါပြီငှက်ကြီးတောင်ဘာချမ်းအရက်မူးပြီးတော့ခေါင်းကိုရင်ဘတ်ပေါ်ဖိ
ဆောင်ကောမီချုံလို့အိတ်မောကြနေပါတယ်အောင်ပန်းစိန်ဘာချမ်းရဲ့ငှက်ကြီးတော်ဓာတ်ကိုဒအိမ်ကအတန်မမီအောင်ဆွဲထုတ်ရင်းနဲ့ဓာတ်ကိုလက်စုံမြောက်လေပင်တက်တဲ့ချိန်ပြီးအသက်ကုန်းခုတ်ချလိုက်ပါတယ်ဒီချိန်ကြောက်ကြောက်လန့်လန့်နဲ့ခုတ်လိုက်လို့ပဲမသိပါဘူးဓာတ်တော်ကဘာချမ်းရဲ့လေပင်ပေါ်မရောက်ဘဲနဲ့ရင်ဘက်ပေါ်မှာရှိတဲ့ခေါင်းနေရာကိုခုတ်မိပါတယ်ဘာချမ်းလက်နိုးပြီးတော့အောင်ပန်းစီကိုဟိုးငနဲ့ကြားခုံခြေနဲ့ခတ်လိုက်ပါတယ်အောင်ပန်းစိန်လဲကြမှာ၎င်းငှက်ကြီးတော်ဓာတ်နဲ့ပဲအပြတ်ရှင်းလိုက်ပါတယ်မောင်နှမ2ယောက်စလုံးပန်းတို့ရဲ့ချစ်သူပါဝင်3ယောက်စလုံးဟာပင်လယ်ရေသိမ်းချိုင်းမှာငါးစာဘဝနဲ့အယူကျခဲ့ရပါတယ်ပြောရရင်တော့ရွာနီးချုပ်ဆက်ကရွာသူရွာသားလက်လူလက်စားတငါလဲလီသမားတွေကငှက်ကြီးတော်ဘာချမ်းကိုကြောက်ကြပါတယ်ရွာနီးချုပ်ဆက်လဲသူတို့ဓမြတိုက်လို့ပြောင်းနေပြီဖြစ်ပါတယ်စက်ကြီးလူလူမိုက်ကြီးလူလူတောင်းနေပြန်တော့အလုတ်လှုပ်စားတဲ့သူတွေခေါင်းနဲ့ကိုဦးစားမကွဲဘူးဘာချမ်းအလူကိုလိုက်နေရပါတယ်တခါရှင်မင်းသိမ်းမောင်နဲ့ငမဲတို့ကစီယိုကြော်ဝင်ပြီးတော့တိုက်ကြလို့အချင်းချင်းစကားများနဲကြောပြန်တိုက်လှုပ်ကြရင်နဲ့ပြစ်ကြခတ်ကြစိန်ခေါ်ကြရတယ်ဖြစ်ပါသေးတယ်အုတ်ချိုရဲ့အလွန်လှမ်းဝေးတဲ့အရက်ဒေတာဖြစ်တော့ကြီးနိုင်ငယ်ချင်းလက်နက်ပန်းပြမင်းမဲ့ဆရာများလွှမ်းမိုးနေပါတယ်နောက်ခါမှာသူတို့ချင်းရန်ဆောင်ပွဲတွေတယောက်ကိုတယောက်လှုပ်ကြံတဲ့ပွဲတွေခြေတုံးရေတုံးရွာလက်နယ်လန့်ဖြစ်ခဲ့ရပါတယ်တနေ့က3ပန်လာရွာမှာခိုင်းကျွဲခိုင်းနွားတွေမွေးတဲ့ဦးချိန်ရိုးတို့အိမ်ထမင်းတိုက်ခံရပါတယ်ရသမျှရွှေငွေတွေယူပြီးအားမရပဲနဲ့သမီးပြိုလေးခင်အေးချူကိုတစားကန်ဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်မိဘတွေကလည်းဘလို့မှတောင်းပန်လို့မရငွေ9သိန်းနဲ့ရွေးရမယ်လို့ဆိုပြန်ပါတယ်3ရက်အတွင်းလာမရွေးရင်ဘာချမ်းရဲ့မယားဖြစ်ပြီလို့အမိန့်ချသွားပါတယ်ရဲတွေဂက်တွေလည်းမတိုင်ရပါဘူးတိုင်ရင်တဆွေတစ်မျိုးလုံးခေါင်းမရှိပဲသေရမယ်လို့ကျင်းသွားပြီးတော့အိမ်တိုင်း3လုံးကိုငှက်ကြီးတော်ဓာတ်နဲ့ခုတ်ထည့်သွားပါသေးတယ်လာရွေးရမယ်နေရာလည်းပြောခဲ့ပါတယ်ပင်လေရေပြင်ထဲကအနီရောင်စေးတုပ်ထားတဲ့ဆက်လီပေါ်ကိုလာခဲ့တယ်လာရင်တယောက်တည်းလာ2ယောက်လာရင်အသေးတဲ့ဗျာဒီလိုနဲ့ဦးချိန်ယူတို့မှာရှိသမျှကျွဲနွားတွေကိုရတဲ့စိမ့်နဲ့ရောင်းငွေ4သိန်းနီးပါးရပါတယ်တသိန်းလိုနေပါသေးတယ်လိုတဲ့ငွေတသိန်းကလည်းဘလို့လှဲ့လို့ချီးလို့မှမရပါဘူးခေါင်းမီးတောက်ပြီးတော့သမီးပြိုမိန်းကလေးအတွက်စိတ်သောကများနေရပါပြီတနေ့တော့3ပန်လောက်ရွာဝင်မှာညောင်ပိန်းနေပင်ကြီးအောင်ရွာတော်ရှင်နှကုန်းကိုစိတ်မနှံသူလိုလူတူရောက်လာပါတယ်ရွာတော်ရှင်နှကုန်းကအရွာခရီးသွားတွေနားခိုတဲ့ညောင်ဝင်ရိတ်လည်းဖြစ်ပါတယ်အလူရှင်ပြုတ်ရင်လည်းဒီနက်ပြရာနေရာလည်းဖြစ်ပါတယ်နားခိုခရီးသွားတဲ့လူအများစုစုဝေးနေတဲ့အချိန်မှာဒီလူကြီးကဇော်ကတချင်းတစ်ပုဒ်ကိုအော်ဟစ်သည်ဆိုပြီးတော့ရွာတော်ရှင်ရုပ်စိုးနှကုန်းရှင်မှာအကြနာကိုကနေပါတယ်လူကြီးရဲ့မျက်နှာက10ပြားစိတ်လို4000ကြီးပါစပင်းရှိတွေကလည်းပခုံးပေါ်ကိုကိုယ်ကောက်ပြီးတော့ကြာနေပါတယ်ဖြင်းချမ်းတိုက်ပုံရင်ခွဲကြီးဝစ်လို့ပါရင်ဘက်မှာလည်းအေးလူစမလူမှင်းချောင်းလူအကွက်တွေနဲ့ပါယောဂီရောင်ဝဲအိတ်ဆုပ်ကြီးနဲ့ဖောင်းကြီးကလည်းလွယ်ထားပါသေးတယ်ပစိုးအဖြူခွက်ကြီးကလည်းဝစ်ညစ်ပေးပြီးတော့အောက်နားမှာတင်ကွဲလို့နေပါတယ်သူကအနီရောင်ဆေးတုပ်ထားတဲ့တောင်ဝင်းကိုပခုံးပေါ်မှာဇော်ထန်းထန်းရင်းနဲ့ဇော်ကတချင်းကိုအားရပါရဟန်နဲ့ပန်နဲ့ဟစ်ပြီးတော့စိုးနေပါတယ်သူကခါကိုကျုပ်ခေါင်းကိုမော့ဇော်လှဲ့ပြီးကပါတယ်ဇော်ရောင်ကြီးရောင်ဆေးကြိတ်တဲ့စုံတော်မြိုင်ချောင်းဒီလိုစချီပြီးတော့တချင်းနေစိုးပါတယ်သူကဘသူ့ကိုမှလည်းခ ्यू မဆိုင်ပါဘူးရွာတော်ရှင်ငကုန်းရှင်မှာဇော်ကြီးဆေးကြိတ်တယ်လို့ဆေးကြိတ်ဟန်အကာကိုကပါတယ်ကလို့ကတော့ဝိုင်းကြည့်နေတဲ့ကလေးလူကြီးတွေဘက်ကိုလှည့်ပြီးတော့ဟဲ့သားတို့သမီးတို့ရက်တဲ့ကြား9တင်နဲ့9ကြောင်စားကြံနဲ့9မှာဖျားမမယ်ကွရတနာမြတ်သုံးပါးမြင်းမြန်ကြအနန္တောနန္ဒ9ပါးမမေ့ကြနဲ့မပေါ့ကြနဲ့ဒါနသီလသမထဘာဝနာနေ့စဉ်ပြုကျင့်လုံးလာရှိကြဘုရားသာသနာဆုံးလို့တရားသာသနာရောက်ချိန်ပြီးပြီကွမကောင်းသူပဲကောင်းသူကဲမတဲ့မိစ္ဆာဒိဋ္ဌိမဖြစ်ကြစေနဲ့မိစ္ဆာအာဇီဝနဲ့အတ္တမဝေးကြနဲ့ဒုစရိုက်ကိုရှောင်သူစရိုက်ကိုစောင်းမအောင်တိတ်နဲ့အောင်တို့ပေါ်လိမ့်မဟေးဒါကြောင့်ပဲရွှေပြင်းညီနောင်ဖောင်းတော်စီးပါလို့ဒီလိုအစချပြီးတော့ကပြန်ပါတယ်ဒါတို့သမီးတို့အဘစေးဝိစာကြီးရောက်လာပြီဟဲ့ဒီရွာဒီနယ်ရောက်ရတာအဘသိပ်ပြောတယ်ကွာကဲငါသားငါသမီးများမင်းများအဖျားအနာယောဂရှိကြသလားအမောင်ပယောဂရှိကြသလားအတိတ်ပြစ္ဆုတ်ပံဘာသိကျင်လဲဟဲ့ညာလက်ဝါးဖြတ်လိုက်တာနဲ့လက်ဝါးပေါ်ကအရေးအကြောင်းကိုကြည့်ပြီးတော့အဘမြင်တာပြောကိုညီမဲကွာမင်းတို့အသက်ကိုပြောရတဲ့ဂျိုစီဂျိုနေဘယ်ချိန်နေရောက်လို့ကန်ဆိုးကန်ကောင်းအောင်ဘာပြောမိမယ်ကွာယုံတဲ့သူပြောငါပြောမယ်ဟေ့ခီးသွားတချို့ကပောက်ကရပြောတယ်မှတ်ပြီးတော့ရီးကြပါတယ်တချို့ကလည်းနားဆွင်ထောင်ကြပါတယ်တချို့ကလည်းတီတူလောက်ကြပါတယ်တချို့ကတော့လက်ဝါးချင်းပေါ့ပြရကောင်းနိုးပြရမကောင်းနိုးဖြစ်နေပါတယ်ဒီမှာအသက်60ခန့်ကတုံးငရင်နဲ့အဖွားတို့ရောက်လာပါတယ်
မောင်ကြီးရှင်ဟူမောလိုက်တာတော့နှမကြီးဘာပြောရင်လို့တော့ပြောပါမောလို့ပါတော့မောလို့ပါအမလေးဒုက္ခမောလို့အေးပါတော့ကူးချက်ချင်းပျောက်ချင်သလားနှမကြီးတကြားမင်းနဲ့တွေ့တယ်လို့ယုံပြီးတော့ဆေးတောက်ခြင်းပါမောင်ကြီးရဲ့ကျမမှာဆင်းရဲလုံးလို့အေးလူကလေးပြားပါရိုးစင်တဝေးမှာရက်နေတဲ့ကျွန်တော်ကိုလက်ညှိုးထိုးပြီးတော့ခေါ်လိုက်ပါတယ်တောက်ရီတစ်ခွက်ခက်ခဲစမ်းလူကလေးဟုတ်ကဲ့ပါကျွန်တော်ရိုးစင်ကတောက်ရီတစ်ခွက်ခတ်ပေးလိုက်တဲ့အခါမှာသူကလွယ်ရီထဲကဆေးတုံတစ်ခုကိုထုတ်အနှဲငယ်ကြိုက်ဖဲ့လိုက်ပါတယ်ဒီနောက်မှာရေကိုမန်းပြီးတော့ဘာနေသမီးတို့နှမကြီးတောက်ကြသမီးတော်ပါမသေးအုံနဲ့တော့ဘာတိုက်ပုံကြီးကရေကိုဘောစင်တုပ်ကိုရုပ်မန်းလိုက်ပါတယ်ပြီးတော့မှတောက်ကြသမီးမသေးအုံနိုင်ဖြစ်နေတဲ့အမောယောကချက်ချင်းပျောက်ပါစေသတည်းဒီလိုအဓိဋ္ဌာန်ပြုပြီးတော့ဆေးနဲ့ရေစင်နဲ့တိုက်လိုက်ပါတယ်ကဲရော့နှမကြီးတောက်လိုက်အမေဘွားဦးကြီးကလည်းတယူတည်ယူတောက်ပါတယ်ဟိုနာခဏထိုင်နေခဏနေအမောယောကပျောက်ပြီဗျာကျန်တဲ့ဝေဒနာရှိထွက်ခဲ့ကြကွယ်စေဒါနာပညာဒါနာများအဘရောက်တော့ကုလူပြုတ်ခဲ့မကွယ်ငါပျောက်စီစရာမဟုတ်ဘူးနော်ဘိုးတော်လည်းမဟုတ်ဘူးဝိဇ္ဇာလည်းမဟုတ်ဘူးငါကတစ္ဆာမေတ္တာတပါကျုံတို့ဒါနပြုခြင်းကုသိုလ်ပြုခြင်းလို့ဟေးအဘဘာတော့လဲဗျာလူတယောက်ကရောင်ကိုင်းနေတဲ့လက်ကိုဆန့်ပြပါတယ်ဘာဖြစ်လို့တော့သားကြီးရဲ့ဒဇင်ရှာလို့ဖာကြီးအိုးဖြစ်မှဖြစ်ရလေမန်းဝင်နေပါလားသားကြီးရဲ့စေးမီတို့နဲ့လှုပ်ထားလဲမတတ်တာဘောဝါရဲ့အေးအဘနဲ့တွေ့ရင်ပျောက်ကိုပျောက်เสียမှာဒါပေမဲ့ပြောရမယ်နော်ငါပျောက်စီစရာလုံးဝမဟုတ်ဘူးအနှစ်နှစ်အလားလားဆရာသမားတွေထံမှာလေးလာစေးမှုခဲ့တဲ့တိုင်းရင်စေးနီးပညာဝိဇာဒရစေးပညာဘေးနက်ခတ်ရာသီစေးပညာနဲ့ကုသိုလ်ပြုတာကွယ်ကဲလာကြတယ်ဘာတဲ့ဘုန်းကြီးကလူကြီးရဲ့ဘက်ဘက်လက်ကိုကိုင်းမန်းမှုပါတယ်ဒီနောက်မှာပလင်းငယ်တစ်ခုတည်းကိုစေးမှုတချို့ကိုထက်စောစောကရေစင်နဲ့ဖြော်တဲ့လူကြီးရဲ့လက်မောင်းရင်းကနေအနာကိုလူးအောင်ပေးပါတယ်တော်တော်ကိုက်နေမဟုတ်လားဟုတ်ကဲ့ပါကြီးအညော်ဝင်နေတာကွာဟုတ်ကဲ့ပါရော့ဒါမန်းကြီးစီဒါကကြိုက်ခဲနာကျင်ပျောက်တဲ့စီရေစင်နဲ့တောက်ချလိုက်ရော့လူနာကအဘတိုက်တဲ့စီကိုတောက်ညောင်မြစ်ပေါ်မှာသွားထိုင်ပါတယ်ဒီလိုနဲ့ရင်ကျက်ယောဂပန်းနာယောဂခေါင်းကိုက်ဇက်ထိုးယောဂဘိုင်းအောင်လေးနာတဲ့ယောဂတွေထုံနာကျင်နာယောဂတွေလွယ်ကြီးတွေကပလင်းတွေထုတ်ဖွင့်ပြီးတော့တမျိုးစီတိုက်ပါတယ်ပေးပါတယ်လိမ့်ပါတယ်မန်းမှုမြစ်တာပို့ပေးပါတယ်ကဲဟောဒီကအဘိုးယူဆိုကြီးလေကျွန်ုပ်ထိန်းတဲ့တစ္ဆာနဲ့ကုသိုလ်ကိုဝေစုယူလို့သားများသမီးများကိုစောင့်ရှောက်ကူညီပါဗျာအမြအဘတိုက်ပုံနဲ့လူကြီးကတနာရီကပါဇက်ကနေပေကြီးတုတ်တော်တွေကိုရွတ်လိုက်ဆေးပေးတောက်လိုက်လိမ့်လိုက်နဲ့ကုသိုလ်ပေးလိပါတယ်ဟဲ့ဟိုသမီးတဲအောင်ရှင်းမောင်ကြီးမောနေသေးလားနှမမမောတော့ပါဘူးမောင်ကြီးရဲ့စီစွမ်းလိုက်တာမောင်ကြီးလူမဟုတ်သေးရဲ့လားတော့ဟာလူအစ်စ်ပါဗျဘာလဲညီတို့ကတကြားမင်းလူပြင်းစင်ဆေးကူနေတယ်များထင်နေသလားထင်ချင်မှမောင်ကြီးကျေးဇူးကြီးပါပြီတော့ကျုပ်မောင်ကြီးကျမ်းမာချမ်းသာပါစေသွားလျက်လာလျက်ခလုတ်မထီစူးမညီပါစေနဲ့တော့တာရုပါဗျာတာရုရော့နှမကြီးဒါနှလုံးကြီးအမောလုံစေးနှမ်းကောင်းလောက်ကိုတနေ့တစ်ချိန်ရေတန်းတန်းနဲ့တော့ညီမကြခင်ပုတ်ပါတောင်ပေါ်အပြည့်တက်နိုင်လေပဲဟဲ့သွားကိုသွားရမှာပါတော့စိတ်ချပါဟေးဒဇင်ရှာတဲ့သားကြီးခမရပါအနာကြိုက်သေးလားမကြိုက်တော့ဘူးဗျာအံ့ဟောဗျာအေးသားကြီးငါဘိုးတော်မဟုတ်ဘူးနော်မအေးနဲ့ငါပျောက်စီစရာလည်းမဟုတ်ဘူးဒါဆိုရင်အဲ့ဒါငါတို့နန်းသုံးတိုင်းရင်စေးနီးပြန်သမားကွာတချို့လူညံ့တွေကငါ့ကိုဘိုးတော်ပျောက်စရာဝိဇ္ဇရူဆိုပြီးတော့ပောက်ခွေရပြောချင်ကြတာငါတလုံးရောဓပြားရောလက်ပွဲအင်းတွေရောဘာဆောင်မှမပေးဘူးလုံးဝမတောင်းကြနဲ့ငါယုံကြည်တာရတနာမြတ်သုံးပါအနန္တောနန္ဒငါပါပဲငါတို့မြမလောကီစီနက်ခတ်ဘိန်းတော်စီးပညာလိုက်လို့မကုံယူလို့မခန်းကွယ်ကြော့ငါသားဒီစီးကငန်းဖြက်စီဒါကအနာကျက်စီနေတိုင်းလူတော့အချင်းမစားနဲ့တက်စာမစားနဲ့နေဝင်ရင်ရေမချိုးနဲ့အနာကိုဖန်ရီစားရည်နဲ့တန့်စင်ပေးရပိုင်းတွင်ပျောက်စီရမယ်ဟိဒီလိုနဲ့ရှူလိုက်ပါတယ်ခေါင်းကိုက်ဇကြောထိုးပြီးယောဂါတွေတက်တာပြီးတော့လေးနာယောဂါသမားများလည်းဒိဋ္ဌာချက်ချင်းယောဂါများယူဖြစ်တယ်လို့ပျောက်ကွင်းကြပါတယ်ထူးဆန်းတဲ့တခြင်းတဲ့ဘားတိုက်ပုံကြီးကိုဝမ်းမြောက်ဝမ်းသာနဲ့ထိုင်ကြော့ကြပါတယ်ပါလာတဲ့မုတ်ပဲတေစာတွေနဲ့လှူဒန်းကြပါတယ်ဘားတိုက်ပုံကြီးကအကြော့ခံရရှိတဲ့မုတ်ပဲတေစာတွေကတချို့ကိုရုပ်ကစိုးနဲ့ကောမှာကတ်လှူဒါနပြုပါတယ်တချို့ကိုရွာတွေကကလေးသူငယ်များကိုဝေငှပေးပါတယ်ကျန်မုတ်ပဲတေစာတွေကြတော့သူ့ဘေးမှာငုတ်တုတ်ထိုင်ကြည့်နေကြတယ်ခွေး14ကောင်ကိုကိုယ်တိုင်လက်နဲ့ကင်ပြီးတော့ကျွေးနေရတာကမြင်ရကြုံရကြတဲ့ရွာသူရွာသားတွေတာရုခေါ်လို့မဆုံးနိုင်အောင်ပဲဖြစ်ပါတယ်အဘဟေးဘာ
ဘာတဲ့ပုံစေးစရာကြီးကလွယ်ကြီးကိုလွယ်တောင်မွေးထောက်ပြီးတော့တခြားရွာတွေကိုခီးစဉ်လှည့်လန်းပြင်လိုက်တဲ့အချိန်မှာအသက်50ခန့်သပင်းအုံကောင်းကောင်းရုပ်ရည်တန်တန်မြမြမျိုးသမီးတူသူ့ရှိမှရက်ထားကိုမြင်လိုက်ပါတယ်အမျိုးသမီးကြီးရဲ့မျက်နှာမှာတောကနဲ့စိုးရိမ်မှုများလွန်ခဲ့နေတာကိုဘာတဲ့ပုံမြင်ရပါတယ်ဘာလို့ရှိလို့လဲနှမကြီးကမောင်ကြီးကဘယ်သွားမှလဲရှင်မောင်ကြီးရွာစဉ်လက်စေးကူဒါနာပြုတ်အောင်မှာပေါ့နှမကြီးရဲ့မောင်ကြီးရဲ့ဖြစ်နိုင်ရင်နှမတို့အိမ်ကိုခဏလောက်ကြွပါအောင်လားကိစ္စအရေးကြီးလို့လားဟုတ်ကဲ့ပါနှမကြီးနာမည်ဘယ်လိုခေါ်တော့မအေးဘူးလို့ခေါ်ပါတယ်မောင်ကြီးလာသွားစို့နှမကြီးအိမ်ကိုပြစမ်းဒီလိုနဲ့ရွာပြားမှာရှိတဲ့နှစ်ထပ်အင်ဂျီကိုဘားတိုက်ပုံစေးစရာကြီးရောက်ခဲ့ပါတယ်အိမ်ပေါ်မှာအမျိုးသားကြီးတူအရွယ်ရောက်စကလေးနဲ့မအေးဘူးပါဝင်အဖွားဦးကြီးတူကိုပါမြင်လိုက်ပါတယ်ကိုင်နှမကြီးဘာများကျုပ်ဆောင်ရွက်ပေးရမလဲဗျာမောင်ကြီးဒါကျမနှမရဲ့ခင်မွန်းပါရှင်အမည်ကဦးချိန်ယူတဲ့ဦးချိန်ယူဆိုတဲ့သူကမျက်နှာမှာညှိုးနွမ်းလျက်ရှိပါတယ်ပြောပါနှမမောင်ကြီးကဘေးလေးနှက်ခတ်လဲဟောပြောနိုင်တယ်လို့ကြားသိရလို့ကျမတို့စစ်ဆေးကြည့်ရှုပေးပါလားမောင်ကြီးဟာကောင်းပါပြီဗျာကိုချိန်ယူအသက်ဘယ်လောက်ရှိပြီလဲကွဘယ်လောက်ပါစနေသားပါအေးဇနကတင်းမောပြန်ကိန်းစိုက်နေတာပဲစနေသားတစ်ခုချင်းကိုခမတနေ့နာနဲ့ကျွဲစနေနဲ့နွားဗိုလ်တော်ဦးနဲ့ရွှေဒါမှမဟုတ်ရင်သားသမီးနာဖျားထွက်ကိန်းရှိတယ်ကွစနေသားအပူတော့ကနဲ့မျက်ရည်စီကိန်းကြုံနေရတာကိုဒီလိုလဲဟောလိုက်ရောဦးချိန်ယူနဲ့ဒေါ်အေးပုံတို့ကဘားတိုင်မိုးရဲ့ခြေစုံကိုဥခိုင်ပြီးငိုရှိုက်ကြော့ကြပါတယ်ဒီနောက်မှာလွန်ခဲ့တဲ့2ရက်ကဓမြတိုက်ခံရတဲ့အကြောင်းတွေသမီးအကြီးမက်ခင်အေးချိုကိုဓမြကောင်းဆောင်ငှက်ကြီးတောင်ဘာချမ်းတဲ့ဘွဲကတစားကန်ခေါ်သွားပုံတွေနဲ့လူကြီးဖို့အတွက်ကျွဲနွားရွှေငွေတွေအရေးပေါ်ရောင်းရမယ်နဲ့ငွေလိုနေတဲ့အကြောင်းတွေကိုရှင်းပြပြီးတော့ချိုးပွဲချငိုလိုက်ပါတယ်အချင်းဒီဘလို့ရှိပါသလဲအဖရဲ့ပါသွားတဲ့သမီးဘာနေသမီးလဲအသက်ဘယ်လောက်ရှိပြီလဲကွတနင်္ဂနွေသမီးပါအဖအသက်ဘယ်လောက်ပါရှင်အေးနင်းငွေသမီးငါးကျွင်းတက်ရောက်စနေအေးဓာကြောင့်တက်ရောက်ကတော့ကောကမျောလက်ပေါ်ကြမိပါလက်နောက်တစ်ခွင်စုပ်ပြန်လျင်လုံးပင်တွေ့မိပါလုံးတိုင်ကမူစ၍သူဟောသူဂျိုအပ်တာဆိုတော့တက်ရောက်စနေဂျိုကြပြီးတော့ပူပင်စေတော်လဲတနင်္ဂနွေသမီးကတိုင်ထိတ်မှရောက်နေတဲ့အတွက်ကြောင့်ကံကောင်းတယ်ကွကိုကြီးစောင့်ရှောက်မဲ့သူနဲ့ကြုံရလိမ့်မယ်သူဖရားတရားမြဲရလားအမြဲတမ်းဖះเจ้าငံသွားဥပဒေတင်စောင့်ပါတယ်ပါအေးတောက်ကြနဲ့သာသနာရေးကကောင်းတယ်ကွဟဲ့သမီးရှင်းပါတနည်းဦးနေသမီးအတွက်ဖះမှာဒီနေ့တကွန်းလူလိုက်စမ်းဟုတ်ကဲ့ပါစနေသားမောင်ချင်းယိုခမပါတစ်ဥတစ်သီးဖះမှာဒီနေ့လူဘာဥမျိုးပါလဲပါတစ်ဧသားဒါကရှားတယ်အာတလုံးပြုတ်ပြီးတော့ဖះဆုံးကဖုံးကြီးရဟန်းလူကြလာကျွတ်ရောလွတ်ရောကွဟုတ်ကဲ့ပါကဲအပါသွားတော့မယ်ခဏလေးအပါကများဒီလူငွေလေးလက်ခံပါမလိုပါဘူးတာရဲ့ငါသားသမီးများအပူတော့ကနေပါဒါနဲ့ဓမြကိစ္စဘာကြောင့်မျိုးကသွားမတိုင်တာလဲကွမျိုးကသွားတိုင်ရင်တအိမ်သားလုံးတက်ပြင်မယ်လို့ပြောတော်လို့ပါရဲ့အေးအဲ့ဒီဓမြနာမည်ဘသူငါကြီးတော်ဘာချမ်းလို့ခေါ်ပါတယ်ပါရဲ့အေးမင်းတို့သမီးကိုရွေးဖို့ဘယ်အချက်ချိန်ထားလဲပင်လေကွရေတွေကအနီးယုံဆက်လီပေါ်ကိုတဲ့အေးအဘသွားတော့မယ်အဘဟေးအဘနာမည်လေးတစ်စိတ်လောက်နောက်မှပြောမယ်ကွာသွားပဲဟိဘာကြီးတိုက်ပုံကြီးကတရွာဝင်တော်ရထွက်ဇော်တချင်းဆိုလိုက်ရွှေပြေးညီတော်တချင်းဆိုလိုက်နဲ့ဈေးကူရင်ဘေးရင်ဟောရင်လာခဲ့လိုက်တာမကြခင်ပင်လေကမ်းကြီးတငါရွာလေးကိုရောက်ခဲ့ပါတယ်ဒီနေရာကတော့လူချမ်းများပေါ်များရာအရာဖြစ်ပါတယ်ပင်လေကမ်းကြီးဆိုတာအလန်းတလူလူတငါလေးတွေအစီရီရှိကြပါတယ်ပုံဆိုင်၃ခုမှာတငါတွေတောက်စားမူးယူပြီးတော့ရံပြစ်ဆဲရည်နေကြပါတယ်ကျွဲနွားတချို့ကတော့လမ်းနံပိတ်မှာဝှေ့နေကြပါတယ်။ညောင်ပင်နံပိတ်အောက်မှာလည်းလူစုလူဝေးလောင်းကြီးစားကြီးနဲ့ကြက်တိုင်နေကြပါတယ်။ဘာကြီးတိုက်ပုံကဓားကင်ပြီးရက်နေတဲ့ကိုမျိုးရှင်နှစ်ကွန်းရှိမှရက်ပြီးတော့တချင်းတပုတ်ဟစ်ဆိုနေပါတယ်။သူကတော်ဝေးကြီးကိုဇော်တန်းထန်းရင်ကစားနေတဲ့ကလေးများနီးမှာကနေလိုက်ပါတယ်။ဇော်ပွဲကူတဲ့ရှုမလားဂျီပွဲကူတဲ့ရှုမလားကိုင်းပြားစံဝေဖားသားနဲ့သားများမီလားစသဖြင့်ဒီတချင်းတွေဆိုနေပါတယ်သူကဇော်ထန်းကနဲ့ကိုင်းနေအောင်ကပါတယ်အဖိုးကြီးကတော့မြင်တော့ဥစွာကလေးများဝိုင်းလာမကြပါတယ်မကြခင်ကလေးအမိများရောက်လာပါတယ်ဒီနောက်မှာအမိုးသမားတွေရွာသားတွေလှီသမားတွေဝိုင်းအောင်ကြည့်ရှုအော်ဟစ်အားပေးကြပါတယ်ဟေးစိန်အောင်မင်းလာပြီဟေးမဟုတ်ဘူးက great ဦးဖိုးစိန်နဲ့တူတယ်ဟာဇော်ကြီးဟာဇော်ကြီးကလည်းတိုက်ပုံရင်ခွဲပစိုးပြေးကြီးနေပါလားကွာဒါဟာဇော်ကြီးဖိုးကြလားမှမသိတာကွာပြုတ်ဇော်ကြီးရင်ခွဲကြီးနောက်တစ်ခုလုတ်ပါဦးဗျကြိုက်လို့လားကွယ်
အရန်ကြိုက်ပေါ့ဗျာနေတိုင်းလာကပါဗျာကြိုက်ရင်လည်းဟိရတော့ပေါ့ဗျာဘာတဲ့တုံးကြွားသားကြီးစောလာပါတယ်မောင်တို့ဒီလိုဆိုပြီးတော့ကိုကြီးနေအောင်ကပါတယ်တချင်းဆုံးတော့ဘားတိုက်ပုံကြီးကလွယ်ထဲကတကြားလုံးတွေကိုပေးသက်ရှိတဲ့နေရာကိုကျဲပါတယ်ပင်လေရွာသားကလေးများကတကြားလုံးကိုမမြင်ရမစားရတာကြာပြီဖြစ်တော့ဝမ်းသာအားရလူကြကောက်ကြစားကြပါတယ်ဟေးသားတို့သမီးတို့အဘဇော်ကြီးလူရှင်တော်ဆေးစရာကြီးသမီးတို့သားတို့ရှိတဲ့နေရာကိုရောက်လာပြီဟေးအဖျားအနာအကြိုက်ခဲစိုးဘူးဓာတ်ဘူးမွေကြိုက်ကင်းကြိုက်ယောဂမှန်သမျှအဘစီဝအစီရင်များနဲ့ဒါနကုသိုလ်ပြုမဟေးယောဂရှိသူမှန်သမျှလာကြဟေးလာကြဒီလိုစကားကို၃ချိန်၃ခါပြောပြီးတကြားလုံးတွေကိုလည်းထက်ကကျဲပါတယ်တချို့ကစေးစရာဆိုတော့မယုံကြည်ကြပါဘူးစိတ်မနဲ့လူလို့ထင်ကြပါတယ်မကြခင်ဇက်ဆောင်နေတဲ့အဖွားကြီးဝင်လာပါတယ်ဘားတိုင်ပုံကဇက်ဆောင်နေတဲ့အဖွားကြီးရဲ့လက်ပြင်ကျောကိုနှိပ်ဇက်ကျောကို9မိနစ်ခန့်ပြင်ပေးလိုက်တော့အံ့ဖွယ်ရပါတကားအဖွားကြီးဇက်ပြန်တဲ့ပြီးတော့ဘားတိုင်ပုံကိုယူဥကုံချပါတယ်ဒီနောက်မှာတယောက်ပြီးတယောက်ကြောနာရင်နာခြေနာပန်းနာပြည်တင်နာများပြကြပါတယ်ဘားတိုင်ပုံကြီးကလွယ်ထဲကတိုင်းရင်းဆေးတွေကိုထုတ်လိမ့်ပေးပါတယ်နှိပ်ပါတယ်တိုက်ပါတယ်ဒီမှာပင်လင်ငခုစူးတော့တငါတယောက်အထမ်းနဲ့ဝင်လာပါတယ်ဟေးဘာဖြစ်လို့လဲဟေးပင်လင်ငခုစူးပြီးတော့ရေတက်ရေကြအော်နေလို့ပါခင်ဗျာဟေးအဲ့ဒါအစိတ်တက်တာကွာဘယ်နည်းရှိပြီလဲ3ရက်ရှိပြီပါကဲလာစမ်းကွာဒီတော့ဘားတိုင်ကောင်က9ရက်ကိုမန်းကျွေးပါတယ်အနာကိုရေစိတ်အစိတ်ချလင်းစေးကိုလိမ့်ပေးပါတယ်မကြီးစေးကိုပါအုံပြီးတော့9ရက်နဲ့ကပ်ပေးပါတယ်ဒီနောက်မှာစီးတစ်ခါကိုတိုက်လိုက်ပြီးတော့လှည့်နေခိုင်းလိုက်ပါတယ်15မိနစ်လောက်ကြာတော့လူနာကစကားပြောပါတယ်အဖဘယ်နဲ့တော့ကွာနာသေးလားကြိုက်သေးလားဟိမကြိုက်တော့ဘူးဗျဟာငါနဲ့တွေ့ရင်တော့တကြားမင်းနဲ့တွေ့တယ်လို့ပေါ့ကွာကဲသားတို့သမီးတို့ငါပျောက်စီစရာမဟုတ်ဘူးနော်ဒေါက်တာရန်ကူမဟုတ်ဘူးဒါတို့မြန်မာတိုင်းရင်းစေးစစ်ရဲ့အစွမ်းကွာအစွမ်းသားတို့သမီးတို့ဥတိုက်ပါတယ်ခင်ဗျာအေးသားတို့ငါသားသမီးများ96ဖြာအနာခင်းကြပါစေကိုဒေသနာကိုဒီတငါအလုံးနဲ့အသက်မိုးရကြတော့လဲဖရာတရားတန်ခါမဝိကြနဲ့ဟေးဖရာဖတ်ရင်အသက်ရှိတရားဖတ်ရင်အမျက်ပြေတန်ခါကိုးကွယ်ရင်ကုသိုလ်အခက်လက်ဝေတဲ့ကွယ်လိန်မာကြသားတို့သမီးတို့ဒီအချိန်မှာဘားတိုက်ပုံတို့ရှိရကိုညောင်မင်းအောက်ကိုလူနှစ်ယောက်ဝင်လာပါတယ်ဒီလူနှစ်ယောက်ကိုမြင်တော့စေကူတာခံနေတဲ့ရွာသူရွာသားတွေအရှိုးထပြေးပါတယ်ဒီလူနဲ့အဘကမေးရပါတယ်အဘအဲ့ဒါလူစိုးတွေပြတတိထားနော်ဘယ်ကလူစိုးတော့ဟာအဲ့ဒါငှက်ကြီးတော်ဘာချမ်းတပြည့်ကြီးဗျဟေးရွာသားတချို့တိုးတတိပေးစကားပြောပြီးလစ်ပြေကုန်ပါတယ်မကြခင်မှာယောက်ျားကြီး2ဦးမုန်းစိတ်ကျင်ဆွဲအပြန်းရိုင်းနဲ့အနားရောက်လာပါတယ်လွယ်ကိုစီလဲလွယ်ထားကြပါတယ်မျက်နှာကြောကလည်းတင်းလွန်းလာပါတယ်သူတို့နှစ်ယောက်ကဘားတိုက်ပုံကြီးကိုခါထောက်ကြည့်ကြပြီးတော့အဖိုးကြီးခမရကစေးစရာကြီးဆိုဟုတ်ကဲ့နည်းနည်းပါးပါတော့ကုပါတယ်ခမရရေကူလိုက်ခဲ့ဗျာဘယ်ကိုလိုက်မှာလဲကျုပ်ဘာမှလုပ်မိလို့လဲဗျာရှာမရှင်နဲ့ပွဲချင်းပြီးတည်သွားမယ်အခုချက်ချင်းထားတယ်တယောက်ကလွယ်ထဲကိုလက်နိုင်ပြောလိုက်တဲ့အတွက်အချိန်မကောင်းမှန်းသိတော့ဘားတိုက်ပုံလွယ်ကြီးကိုကောက်လွဲပြီးတော့တောင်ဝင်းကြီးထောက်သူတို့အလဲကနေလိုက်ပါခဲ့ပါတယ်တော်ကြာလေးလှိုင်းပုံနေတဲ့ပင်လယ်ကမ်းခြေကိုရောက်ခဲ့ပါတယ်တယောက်ကလှေသမားတအုပ်ကိုအချက်ပြတ်လိုက်တဲ့အတွက်လှေသမားကလှေကိုအသင့်ပြတ်လိုက်ပါတယ်ဘားတိုင်ပုံကိုသူတို့လှေပေါ်ကိုတင်လိုက်ပြီးတော့ပင်လယ်ရှိရာကိုလှော်ခဲ့ပါတယ်လေကလှိုင်းလုံးတွေအကြားမှာလူကလိမ့်ကနဲ့ပကြားကင်းကြောက်ချရနာထားတဲ့အနီးရောင်စေးတုပ်ထားတဲ့ဆက်လီတစီအနားကိုတိုးကပ်ခဲ့ပါတယ်ဆက်လီရဲ့နာမည်ကစွန်ရဲပဲဖြစ်ပါတော့တယ်ဘားတိုက်ပုံဆက်လီကိုရောက်တော့ပထမဆုံးတွေးလိုက်ရတဲ့သူကမျက်နှာကြီးခန့်တဲ့ဗလာကောင်းအသားမမဲလူတစ်ယောက်ဖြစ်ပါတယ်မျက်နှာပေါ်မှာဓာတ်ကူရအမှားယူကြည့်တယ်ပါဆရာကျန်ခေါ်လာခဲ့ပါခင်ဗျာအေးကောင်းတယ်ထိုင်ပါဆရာကြီးကျုပ်ကဘာကိစ္စကြောင့်ဒီကိုခေါ်ရလဲမောင်ရင်တို့ရဲ့မကြောက်ဝမ်းနဲ့ဆရာကြီးလူနာတယောက်ကိုဆေးကူပေးစေခြင်းလို့ပါဟုတ်တော်ပါသေးရဲ့ဖေဟာဘားတိုက်ပုံကမှရင်ထဲကအပူလုံးကြီးကျသွားပါတယ်လူနာကဟိုဘက်ခန်းထဲမှာပါအစာမစားဘူးစကားလည်းမပြောဘူးဆရာကြီးသူ့ကိုယောဂပြောင်းကုပေးစေခြင်းနဲ့သူ့ယောဂပြောင်းရင်ဆရာကြီးခြေကြွကလူတော့တောင်းပါလူနာကမိန်းမလားယောက်ျားလားမိန်းမလူနာပါကဲလိုက်ပြပါဒီနောက်မှာလူတို့အခန်းတစ်ခုရှိကိုရောက်ခဲ့ပါတယ်ခေါင်းဆောင်လို့ထင်ရတဲ့မျက်နှာဓာတ်ကူရတဲ့လူကြီးကအခန်းတကားတော့ကိုဖွင့်လိုက်ပါတယ်အထဲကတော့မောင်းနေပါတယ်ဒီနောက်မှာဆက်လီအခန်းတကားကိုဖွင့်လိုက်မှဖျားပေါ်မှာလဲနေတဲ့လူပေါ်မှာကိုမြင်ရပါတယ်မိန်းကလေးတဦးပါအသက်20နီးပါးခန့်ရှိပါတယ်အသားကလည်းဖြူပါတယ်ကိုလုံးရောမျက်နှာပါအလှရိပ်လွှမ်းမိုးနေပါတယ်ချောသမားအတော့ကိုချောမောလာပါတယ်မိန်းကလေးတယောက်ဖြစ်ပါတယ်စပင်ကလည်းရှည်လျားနှက်မောင်းပြီးတော့တထွေးကြီးကြပုံနေပါတယ်သူပဲဆရာကြီးဘားတိုင်ပုံကမိန်းမောနေတဲ့မိန်းကလေးရဲ့လက်ကဝေကိုတွေးဆန်းကြည့်ပါတယ်တွေးခုံနှုံးလေးနေပါတယ်မျက်လုံးကိုလှမ်းကြည့်လိုက်ပါတယ်မျက်လုံးလည်းအားပျော့နေပါတယ်ကိုသားကိုကြီးကလည်းငွငွလေးနွေးနေပါတယ်မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်
သူဘာဖြစ်နေတာလဲဆရာကြီးအားနေပြီးတော့ထိတ်လန့်နေတာပြောက်အောင်ကုပေးနိုင်မလားရအောင်ကုပါမယ်ကြိုးစားပါမယ်ကုပြတိတ်ရေးကြီးတယ်သူသေးလို့မဖြစ်ဘူးဒီမိန်းကလေးကမောင်ရင်တို့နဲ့ဘာတော့လို့လဲလိုအဲ့လိုမေးနေတာလားဆရာကြီးလိုအပ်လို့ပါခင်ဗျာကျွန်တော်နဲ့လက်ထပ်တော်မယ်စနီးလောင်ပဲမဟုတ်ပါဘူးရှင်လူရုံပါတမီးစိတ်သိမလို့ရှာပါနဲ့မိုးပြီးသေးလိမ့်မယ်သေးချင်းသေးစီဟာဆရာကြီးကုပြမောင်ရင်အပြင်ခဏထွက်ပေးပါဘာဆိုင်လို့လဲဗျာကိုစနီးလောင်ဒီမှာကိုနေရမှာပေါ့ဗျာကျုပ်ယောဂအကြောင်းကိုတေချာဂဂနာနာလေးလာမေးမြန်းရမလို့ခဏလေးအပြင်ထွက်ပေးပါဒီမှာဆရာကြီးပြောပါခမရကလင်ကြီးကြဖို့တော့မလုပ်နဲ့နော်ဘာလို့လုပ်မှလဲမောင်ရင်လို့ရင်ဓမ္မတွေ့လားဖះလူချမ်းကြီးကခါးကြက6လုံးပြူတဲ့နဲ့ကိုလှစ်ကလေးထုတ်ပြလိုက်ပါတယ်ဘာတိုင်ဘုံရဲ့နှထင်းကိုတိမောင်းနေလိုက်ပါတယ်လဲဆံမွေးနဲ့တူကြက်သိမ်းများဖြန့်ငနေထသွားခဲ့ပါတယ်ဒီနောက်မှာတကားကိုပိတ်အပြင်ကတော့ခတ်ပြီးတော့စောင့်နေကြပါတယ်သူတို့မရှိတော့မှသမီးလုံမလေးရှင်သမီးအမိဘလို့ခေါ်လဲကွခင်အေးချူလို့ခေါ်ပါတယ်ဒီလိုပြောရင်းနဲ့ငိုပါတော့တယ်သမီးဘယ်ပါကလဲသုံးပန်လာရာကပါအဖရဲ့အဖေအမေနာမည်ကတော့သမီးဦးချန်ယိုးနဲ့ဒေါ်အေးပူဒီလူတွေကသမီးနဲ့ဘလို့တော်ဆက်ကြလဲသူတို့ကသမီးကိုဒီလိုကိုရှူးမပြောနဲ့တော့သမီးအားရှိအောင်ကြိုးစားအဖပြောတာသဘောပေါက်ရလားဟုတ်ကဲ့သဘောပေါက်ပါတယ်ပါအပြင်ကတကားခောက်တန်တတော့ကြားလိုက်ပါတယ်ကြားလာကြည်လားပြီးပါပြီခင်ဗျာဝင်ခဲ့ပါတကားပွင့်တဲ့ကြားပြီးတော့လူချမ်းကြီးဝင်လာသူတို့နှစ်ယောက်ကိုအကဲခတ်ပါတယ်ဘလို့လဲဆရာကြီးကျွန်တော်အခုပဲစေးတိုက်လိုက်ပါတယ်စေးတိုက်ပြီးရရလောက်ရမယ်ဘာရရလဲဘေးဒီကိန်းခန့်ရသေရင်းမှာရောက်နေတယ်ဗျာအဲ့ဒီကိန်းကလွတ်အောင်ရရလောက်ပြီမယ်ဖះရှိမှာအုံဆုံးကတ်လူပြီးတော့တရဏဂုံ30ရွတ်ပေးရမယ်ဆရာကြီးကဘေးနက်ခတ်ကိုရတာပဲလားအသိနဲ့ရပါတယ်ဗျသူပြီးကျုပ်ရစားတာကိုလည်းစစ်ပြီးစမ်းပါဗျာရပါတယ်ခင်ဗျာဒီတော့မှခင်ရေးချိုဆိုတဲ့လူအမကိုအားစီသွေးစီတိုက်ကျွေးပါတယ်ရှူစီပေးပါတယ်ရင်လူစီပေးပါတယ်ခဏနေတော့မိန်းကလေးထထိုင်ပါတယ်အစာတောင်းပါတယ်စံပြုတ်ရမလားကွယ်မရဘူးခင်ဗျာဒါဆိုလည်းပြုတ်ခိုင်းလိုက်ပါစံပြုတ်နဲ့နှလုံးအားစီကျုပ်တက်ရမယ်ချစ်မြိုင်ဗျာဆရာကျန်စံပြုတ်တော့ပြုတ်ချီဝါဟုတ်ကဲ့ဆရာကျန်ဆရာကြီးလာဗျာဘာကျန်ဆိုတဲ့ခေါင်းဆောင်ကလူမထထိုင်ပြီးအစာတောင်းတော့အလွန်ဝင်းဝမ်းမြောက်နေပါတယ်ဆရာကျန်ဘာတော့ဆရာကြီးဒီမိန်းကလေးကိုအခန်းတကားတော့ပိတ်ပြီးတော့မထားပါနဲ့လောလောလတ်လတ်အပြင်မှာလမ်းလျှောက်ပါစေဟာမဖြစ်နိုင်ဘူးဗျာဒါလုံးဝမဖြစ်ဘူးဘာဖြစ်လဲသူထွက်ပြီးမဟုတ်ပါဘူးလုံးဝမဖြစ်ဘူးဗျာကျုပ်ကစီးစီရပါသူကဒီဆက်လီပေါ်မှာလုံးလုံးလက်လက်ထားပြီးပါဒါမှလေကောင်းလေတန်းရစိတ်ကြည်လင်ပြီးတော့ယောဂတက်တာပျောက်ကင်းလိမ့်မယ်ယောဂပျောက်ပြီးအသက်ရှည်ကျန်းမာရင်မောင်ရင်သူ့ကိုသားများအဖြစ်လက်ထပ်ပေါင်းတင်ဆက်ဆံလို့ရမယ်နှစ်ဦးနှစ်ဖက်စေရောကိုပါချမ်းသာလိမ့်မယ်ဖြစ်ပါမလားမောင်ရင်တို့ကဘာလဲတော့ကြုံမသိဘူးမိန်းကလေးတယောက်ကိုလက်ပစ်ကူထွက်ပြေးလို့မရတဲ့ပင်လယ်ပြင်ဆက်လီပေါ်မှာယောက်ျားကြီးလုံလုံချုံချုံမစောင့်ရှောက်နိုင်ရင်မောင်ရင်တို့ညံ့လို့ပဲထားပါဆရာကြီးကကျုပ်တို့အဆင်ပြေအောင်လုပ်ပေးပါမယ်ဒါနဲ့ဆရာကြီးကဘေးနက်ခတ်ကိုကျွမ်းကျင်သလားတိုင်းရင်စေးစရာဆိုတာမဟာဗုဒ္ဓဓာတ်ကြီးလေးပါးကိုနားလေရတယ်ယာဒီနဲ့နက်ခတ်ကိုနားလေရတယ်တချို့ကိုစေဝါတချို့ကိုယာဒီတက်စာတချို့ကိုစိတ်ကူနီးနဲ့ကုပေးရတယ်ယုံကြည်တက်ဝင်မှုရဲ့စီးစွမ်းရဲ့အချိန်ကာလရဲ့ကန့်ညီဟန်ချက်ညီပယောကအမျိုးကနေပြီးတော့အနည်းနဲ့များလုံးမြောက်ချမ်းသာတာပဲငကြီးတော်ဘာချန်ကစေးစရာဆိုတဲ့ဘားတိုင်မှုကိုကဲခံနေပါတယ်ကဲဒါဆိုကျုပ်ရဲ့စားတာကိုစမ်းစစ်ပေးပါဘာဖြစ်နေလို့လဲကျုပ်ကောင်းအိမ်မပြောဘူးအိမ်မဆိုးတွေမကြာခဏမတ်နေတယ်ကဲဒါဆိုကြည့်ကြသေးတာပေါ့တို့ဆက်လေကျန်းကဲမှာအတူတူထိုင်လိုက်ကြပါတယ်ဘာချန်ရဲ့တပည့်နှစ်ဦးကလည်းစောင့်ကြည့်နေကြပါတယ်ချစ်မယ်ဗျာဆရာကျန်ကောင်းမလေးကိုစံပြုတ်တိုက်ပြီးဆက်လီပေါ်မှာလမ်းလျှောက်ခွင့်ပေးလိုက်ကွာလုံချုံကြီးတို့တေချာကြည့်ဆိုင်တခုဖြစ်ခင်မင်းတို့ဟိုငှက်ကြီးတောင်ထားကိုကြည့်တာဟုတ်ကဲ့ပါဆရာကျန်မောင်ရဲ့နာမည်ဘယ်လိုခေါ်တယ်လဲဘာချန်ပါဂျာတာပရိသဟုတ်ရလားဟုတ်တယ်အသက်ကရောဘယ်နဲ့ပါဆရာကြီးဒီမှာဘားတိုင်ပုံကဆက်လီဘုရားကပုံတော်ရှိရာကိုအာယုံပြုတ်တွက်လိုက်ပါတယ်မောင်ရင်ကတနင်းကုန်တွေကြိုးစားပြီးတော့ဗုဒ္ဓဘုတက်ရောက်နေတယ်အဲ့တော့ဘာဖြစ်လဲအဲ့ဒီအချိန်ကအငြင်းဆုံးနှစ်ပဲအခုမောင်ရင်အသက်ဘယ်နှစ်နော်ဟုတ်ပါတယ်53နှစ်အဝင်ကလေးကဘုံမိကြနေတာအဲ့ဒါ58နှစ်ကြာမှဘုံမိကထွက်မယ်လွတ်မယ်ဘုံမိကြရင်ဘာဖြစ်လို့လဲဗျာဘုံမိဆိုတာကမကောင်းသောအရက်အညစ်အကြေးသိဉ္ဇဉ်အဲ့လိုထိပဲရတယ်
အဲ့ဒီမှာဘုံမိမှာကြာရင်ညာတိပြဿနာဆွေမျိုးပျက်စီးတတ်တယ်ဘောဂပြဿနာစီးစိမ်ဥစ္စာပျက်စီးတတ်တယ်ယောဂပြဿနာအနာယောဂဖြစ်စည်းနှိမ့်ဆက်တို့အသက်ဆုံးရှုံးရတတ်တယ်ဘုံမိကအထွက်ရောအဝင်မှာခိုက်တတ်တယ်အဲ့ဒီချိန်ရောက်နေအသွားလာအနေတိုင်းဆင်ကြီးပြီးတော့ယေရနာသုံးပါးကိုစီးကပ်ကိုးကွယ်မှာအန်ဒီရဲ့ဇိုးတွေကလွတ်မြောက်ရတတ်တယ်ကျုပ်ကကူဘာဖြစ်နေလဲလဝါဖြန့်ညာလဝါဘားတော်ဘုံကဘာကျန်းရဲ့ညာလဝါကိုတေချာကြည့်လိုက်ပါတယ်အသက်လမ်းရောက်မှာအမဲဆက်ခံနေတယ်အဲ့ဒီတော့အန်ဒီရဲ့ဇိုးအသက်ဘေးဆိုးနဲ့ကြုံကိုကြုံရလိမ့်မယ်ဟုတ်ပါမလားမောင်ရင်ကူရောက်နေတဲ့ကာလမှာကြုံနေတာမယုံရင်ကျုပ်ကိုပြန်မလွတ်နဲ့ဒီဆက်လီပေါ်မှာကျုပ်စောင့်နေပေမယ်မဟုတ်ဘူးဆိုရင်ကျုပ်ရှာကိုမောင်ရင်ရဲ့တရှိနဲ့ဖြတ်လိုက်စမ်းပါဒါဆိုရင်အဲ့ဒီအဖြစ်ဆိုးကလုံးမြောက်အောင်ဆရာကြီးဘလို့ကူညီဆောင်ရွက်ပေးနိုင်မလဲဟောဟူဖျားပုံတော်ရှိမှာတက်တက်လွတ်စွန်း300ကတ်လူပြီးတော့ရတနာ3ပါးကိုတနာရီအာယုံပြုပူဇော်ပါအရှိမြောက်ရက်မှာမြေဦးနဲ့ပိမဟောပင်ဒါမှမဟုတ်ရင်ဖားကမုံပင်စိုက်ပါကျုပ်ကိုယ်တိုင်စီစဉ်ပေးပါမယ်မပူပါနဲ့ဖျားရှင်ကိုရေတန့်တန်ရှင်းတဲ့တောက်တော်ရေကိုလှူရမယ်3ရက်စီရင်မောင်ပါဝင်အဖွယ်သားအလုံးကျုပ်စီရင်ထားတဲ့အန်ဒီယာကင်းရေကိုချိုးပြီးတော့ရေမှန်းတောက်ရမယ်အဲ့ဒီလိုလုပ်လိုက်ရင်အန်ဒီယာကင်းပါလားစောင့်ကြည့်ပါကျုပ်မပြန်သေးပါဘူးဒီလိုနဲ့လူကောင်ကြီးတလောက်စိုးသွန်းရက်ဆက်ကြမ်းကြုတ်လာတဲ့ငှက်ကြီးတော်ဘာချန်ကသူ့မှာအန်ဒီယာဇိုးတွေကြောက်ရောက်တော့မဲဆိုတာသိတော့တုန်လှုပ်သွားပါတယ်ဒီလိုနဲ့ဖားကမုံမီကိုရအောင်ရှာပြီးတော့ဆက်လီဦးတီထားတဲ့အရက်ရဲ့အနောက်မြောက်တော်မှာမီဦးနဲ့စိုက်တင်ထားပါတယ်ဘားတိုက်ပုံကြီးကိုယ်တိုင်တက်တက်လို့ဟင်းတွေကိုစီရင်စီမံပြီးတော့ဆက်လီဖျားပုံတော်ရှိမှာသူ့ကိုစားပြုသူ့ကိုဖျားတရားတန်ခါကိုအာယုံပြုစေပါတယ်တောက်စားမူရရမ်းကားနေတဲ့ငှက်ကြီးတော်ဘာချန်စိတ်ကိုအောင်အီးပြီးတော့လှုပ်ပါတယ်အရက်တောက်ချင်းရောက်တဲ့အခါမှာသွေးတွေကြွလာပြီးတော့အရက်ပလင်းကိုမကြာခဏထုတ်ကြည့်ပါတယ်ဘားတိုက်ပုံကအရက်တောက်ရင်စီးပေါက်ပြီးတော့ပျက်စီးလိမ့်မယ်လို့ပြောတော့ဒရွေးကိုအာသာပြေမျိုးချနေပါတယ်ခေးချိုလေးကစီးဝါးရဲ့အချိန်ကြောင့်ကျမ်းမာစာပြုတ်လာပြီးတော့ဘားတိုက်ပုံကိုဝိုင်းဝန်းကူညီပါတယ်ငှက်ကြီးတောင်ဘာချမ်းပါဝင်ဆက်လီပေါ်မှာလူဆိုး3ယောက်တို့ကပြုံပြုံရွှင်ရွှင်လိုက်ရောညီထွေဆက်ဆံခဲ့တဲ့အတွက်ဘာချမ်းလည်းဘေးရင်းရအစွမ်းပြပြီးလို့ယုံကြည်ပြီးတော့ဘားတိုင်ပုံကိုကျေးဇူးတွေတင်နေပါတယ်ခေးချိုကိုလည်းညီမလေးနဲ့ပြောဆိုပြီးတော့ဘာစားကျင်လဲလို့မကြာခဏမေးမြန်းသဘောကောင်းနေပါတယ်တနေ့တော့သူတို့ဆက်လီနာကိုလှေတစီစိုက်ကပ်လာပါတယ်လှေပေါ်မှာလူတဦးရဲ့မျက်နှာကိုအဝိတ်အုပ်ထားပါတယ်ဘယ်သူလဲအောင်မောင်အကျိုးပေးမဲ့လူရောက်လာပါဆရာကြီးအေးโอเคခဏလေးဒီလိုနဲ့ဘားတိုက်ပုံနဲ့ခင်အေးချိုတို့ကိုဆက်လီအောက်ထအခန်းထဲမှာခဏလေးပါလို့ပြောပြီးထည့်ပြီးတော့ခတ်ထားပါတယ်ဒီလိုနဲ့သူတို့ဆက်လီဘာတွေလောက်ကင်နေကြတယ်သူတို့နှစ်ဦးမသိပါဘူးဒီလိုနဲ့ဘားတိုက်ပုံကအမေမချောလေးခင်အေးချိုနဲ့နှစ်ဦးနဲ့တူမျက်နှာချင်းဆိုင်တွေ့ရတော့အလုံးဝမ်းမြောက်သွားပါတယ်ဒီနောက်မှာကြောက်လန့်စိုးရိမ်နေတဲ့ခင်အေးချိုရဲ့နားကိုကပ်ပြီးတော့တစုံတရာခတ်တူးတူးပြောလိုက်တော့ခင်အေးချိုလေးလည်းဝမ်းသာလုံးလို့မျက်ရည်များစီးကြဘားတိုက်ပုံရဲ့လက်ကိုအားကိုတကြီးစုပ်ကင်ထားပါတယ်ပြီးတဲ့အခါမှာခင်အေးချိုရဲ့လက်ထဲကိုအလုံးသေးခဲ့တဲ့အထုပ်သေးသေးလေးတစ်ခုကိုပေးလုံးလုံးချုံချုံဝတ်ထားလို့ပြောပါတယ်မိနစ်20လောက်ကြာတော့အခန်းထဲကိုလာဖွင့်ပေးပြီးတော့သူတို့နှစ်ယောက်ကိုအပြင်ကိုထုတ်လိုက်ပါတယ်ပဝင်းကြီးအကဲခတ်ကြည့်လိုက်တော့စောစောကမျက်နှာကိုအဝတ်စီးလာတဲ့လူရောလှေသမားရောမရှိတော့ပါဘူးကန်းဆက်ရှိရာကိုလှမ်းကြည့်လိုက်တော့လှေလိုသွားနေတဲ့လူနှစ်ယောက်ကိုခဝါဝါမြင်လိုက်ရပါတယ်ဒီလိုနဲ့2ရက်3ရက်အတွင်းသူတို့အားလုံးဆရာအရင်တပြည့်အရင်နဲ့မိသားစုလိုဖြစ်လာခဲ့ပါတယ်။ရီမောနဲ့ပြောဆိုလာခဲ့ပါတယ်။ခေချိုကလည်းနေ့စဉ်ကိုချစ်မြိုင်တို့ဝယ်လာပေးတဲ့တသက်လို့ဟင်းလျာတွေကိုအရသာရှိအောင်ချက်ပြုတ်ငှက်ကြီးတော်ဘာချမ်းရဲ့ရရအတွက်အများစားဖို့အတွက်ပါချက်ပြုတ်ပေးပါတယ်။ညီမလေးမင်းဒီမှာအမြဲတမ်းနေနိုင်ကောင်းပါပဲကွယ်။ဘာချမ်းကရင်နှွေးချမ်းတောင်းရင်စကားဆိုပါတယ်။ခေချိုကရှက်ပြီးတော့ခေါင်းကုန်နေပါတယ်။နေနိုင်လဲနေလိုက်ပေါ်သမီးရဲ့အိုးအဖကလည်းဒီလိုနဲ့တဟဲဟဲသဘောကျနေပါတယ်ဘားတိုင်ပုံကလည်းဘာချမ်းဘက်ကဝင်ပြီးပြောပြလိုက်ပါတယ်အားလုံးကလည်းသဘောကျပြီးရေးလိုက်ကြပါတယ်ချက်တဲ့ပြုတ်တဲ့လက်ရကလည်းမိုက်တယ်ကွာလူကရောဆရာကျန်ဟာချောမှချောလှမှလှဗျာဟာငါတို့ဆရာကတော့ခေးချူကြီးအကြီးကိုဆွဲနေပြီငါတို့ဆရာလူပြိုကြီးကိုလည်းငဲ့ညာတနာပါအောင်နှမလေးရဒီလိုပြောရင်ဒီဟာရေးကြပါတယ်ခေးချူကလည်းလူချင်းယောက်ျားကြီးများကြားရီးပြီးတော့ခေါင်းကိုနေပါတယ်အဖကလည်းရှိပါတယ်အားလုံးရဲ့ရည်တံတွေကပင်လယ်ပြင်ဆက်လီပေါ်မှာလှိုင်းထန်နေပါတယ်ဒီလိုနဲ့ငှက်ကြီးတော်ဘာချမ်းအတွက်3ရက်မြောက်ဂျိုးပြေးနှံပြေးအန်ဒီယကင်းရတာရက်စိသွားပါတယ်ရက်စိတာနဲ့ငှက်ကြီးတော်ဘာချမ်းနဲ့အဖွဲ့ဝင်3ဦးတို့ကအရက်ပလင်းဖွင့်ပါတယ်သူတို့ဝယ်လာတဲ့ငကြော်တွေနဲ့မြည်ကြပါတယ်အဲ့ဒီညနေကဆက်လီပေါ်မှာသူတို့၄ဦးရဲ့မူးရတောက်စားအော်ဟစ်ကခုန်သံများစူးညံနေပါတယ်အကိုကြီးဘာချမ်းအလုံးညီမလေးပြောပါဘာကိတ်
ထမင်းဟင်းအသင့်ပြင်ပြီးပါပြီရှင်။အော်အေးဒီနေ့ညနေတော့စားဝင်အိပ်ပျော်ပဲ။ကဲတပည့်တို့ဆရာရဲ့မင်္ဂလာဦးအကြိုညလို့သဘောထားပြီးဝါကြဆိုရင်ဒီလိုပြောရင်တဟားရေးကြပြန်ပါလေ။ဖြည်းဖြည်းတော့ဆရာကျန်တည်တယ်ကွယ်မင်းတို့ကလည်းလန့်ပြီးသွားမှဆိုလို့ပါဗျာဟာဟာသူတို့အားလုံးလည်းခင်အေးချိုရဲ့မျက်နှာကိုစိုက်ကြည့်ပြီးတော့မကြားဝင်မနာသာစကားများကိုပြောရတာကခင်အေးချိုအတွက်တော့ကြက်သိမ်းများတပြန်းပြန်ထခဲ့ရပါတယ်တမင်ဝိုင်းကိုရောက်တော့သူတို့အရက်ကလေးတမြများနဲ့အားရပါရစားကြပါတယ်ချင်းရဟင်းကိုတောက်တယ်အတုပ်ကိုစားကြပါတယ်ဘားတိုင်ပေါ်မှာထမင်းပြူကိုစားပြူပြီးတော့စားပါတယ်စားလို့တောက်လို့ဝါကြတဲ့အခါသူတို့ဆက်လီအိတ်ခမ်းတွေကိုတန်းဝင်မကြပါတယ်ချစ်မယ်တယောက်တည်းခါးကြမှာတနက်ထိုးထိုင်ဆောင်နေပါတယ်မကြခင်အိတ်စင်များပေါ်ကနေဟောက်တံများကြားပါတယ်အဆောင်လုပ်တဲ့ချစ်မြိုင်လဲတဝါဝါတန်းရင်မကြခင်မှာပဲလက်ရဲနှဖေးမှာခွေပြီးအိပ်ပျော်သွားပါတယ်ဒီမှာပဲခင်ရေးချိုကဘားတိုက်ပုံအနီးကိုကတ်တူးတူးပြောလိုက်ပါတယ်ဘားတိုက်ပုံကနေရာကထအိတ်စင်ပေါ်မှာပိုးလိုပတ်လက်အိတ်နေတဲ့သူတွေနဲ့အဆောင်ချစ်မြိုင်တို့အနီးကိုကတ်ပြီးတော့စူးစမ်းကြည့်လိုက်ပါတယ်ဒီလိုနဲ့ဘားတိုက်ပုံဆက်လီကိုနှိုးလိုက်ပါတယ်ဆက်လီကအော်မီတန်တစ်ချက်ပြီးပြီးတော့ပင်လယ်ဝမြစ်3ဆိုင်ရှိရာကိုဦးခေါင်းကိုလှည့်လိုက်ပါတယ်သူစက်ကင်ပြီးကိုထိုင်ရင်ဆက်ရှင်ကိုမြင့်လိုက်ပါတယ်စွန်ရဲအမည်ရှိတဲ့စေးနီတုပ်ဆက်လီကပင်လယ်ရေပြင်ကိုဥယုံနဲ့ခွဲပြီးတော့လူးကလှိမ့်ကနဲ့မြစ်3ဆိုင်ကိုကြော်တီလဝါခံတက်ရှိရာကိုမောင်းချလာပါတယ်ဒီမှာပဲကင်းလေရဲမော်တော်ကြီးနဲ့သူတို့ခေါင်းချင်းဆိုင်စုံကြပါတယ်မော်တော်ဘော်ကကင်းအလံကလေကတစ်ဖြတ်ဖြတ်ခါနေပါတယ်ဘားတိုက်ပုံဆက်လီရဲ့ဟွန်းကိုတန်ရှည်ဆွဲနှိပ်လိုက်တာနဲ့ရေကင်းလက်မော်တော်ပေါ်မှာရဲသားများလက်နက်တွေအသင့်ပြင်းပြီးတော့စွန်ရဲဆက်လီအနီးကိုချင်းကပ်လာပါတယ်ဘားတိုက်ပုံကဆက်လီအရှင်ကိုရှော့လိုက်ပါတယ်ခင်ရေးချိုကစတင်းငန်းကိုချိန်ပြီးတော့ရက်နေလိုက်ပါတယ်ဘာကိစ္စရှိလို့လဲတပွင့်နဲ့ရဲအုပ်ကအော်လန်နဲ့မေးလိုက်ပါတယ်ဆက်လီဘောကအဖိုးတိုင်ရတနာတွေပါလာဖို့တက်ခဲ့ကြပါဟေးဒီလိုနဲ့ရဲအုပ်နဲ့ရဲသားတွေစက်ပေါ်ကိုချင်းကပ်ပြီးတော့တနက်တွေအသင့်ပြတက်ကြပါတယ်စတင်းငန်းကင်ထားတဲ့ချောမောလှပတဲ့ခင်ရေးချိုကိုမြင်တဲ့အခါမှာအားလုံးလက်နက်တွေနဲ့ထိုးချိန်ကြပါတယ်ခင်ရေးချိုကလည်းဘာလို့မှမသိပါဘူးသမီးခင်ရေးချိုလက်နက်ကိုအပ်လိုက်အဘရဲ့စကားဆုံးတာနဲ့ခင်ရေးချိုလက်ထဲကစတင်းငန်းတနက်ကိုရဲဦးလက်ကိုယူသေးသေးအပ်လိုက်ပါတယ်အဘဘယ်မှာလဲအဖိုးတိုင်ရတနာဆိုတာဟိုအခန်းထဲမှာရှိနေတယ်ကြည့်အောင်ခမမောင်ခိုကြောက်တွေနေပါပဲဗျဒီလိုနဲ့ဘားတိုက်ပုံကအခန်းတကာတော့ကိုဖွင့်လိုက်ပါတယ်ရဲဦးနဲ့အဖွဲ့ကတော့အထဲကိုလက်နေတံမီနဲ့ထိုးကြည့်လိုက်တော့ဟာကနေဟင်ကနေဖြစ်ကိုကြပါတယ်သူတို့မြင်လိုက်ရတာကအဖိုးတန်ကြုံစိမ့်ဗရံများတွေမဟုတ်ပါဘူးပုံပြက်ပန်းပြက်လူလေးဦးပါလက်ရောက်ချေပါကျိုးနဲ့တုပ်ပြီးတော့မေ့မျောနေတဲ့မြင်ကွင်းဖြစ်ပါတယ်အဘခမဒါဘယ်သူတွေလဲခမအဲ့ဒါမောင်ရင်တို့ရဲတပ်ဖွဲ့ကအလိုရှိနေတဲ့ဟန်သာဝရီအရှိချမ်းကနာမည်ကြီးလူဆိုးသမျှမဒိန်ကောင်လူသက်သမားငှက်ကြီးတော်ပါချမ်းနဲ့အဖွဲ့ဝင်ချစ်မြိုင်းအောင်မောင်းငှက်ကြားနဲ့ဘာတူပဲဗျာဒါအဘကိုယ်တိုင်ဖမ်းလာတာအေးဟုတ်တယ်ဒီမိန်းကလေးကောင်ဒီမင်းကလေးနာမည်ကခင်ရေးချိုတဲ့3မိုင်လောက်ရွာကဦးချင်းရုပ်ရဲ့သမီးပဲအိမ်ကိုဓမြတိုက်ပြီးတော့လူကိုတစားကန်ငွေတောင်းခဲ့တာလေအခုအဘတို့သူတို့ကိုဘလို့ဖမ်းခဲ့တာပါလဲခင်ဗျာအဘကနယ်လက်ဘိန်းတော်စီးစီရပါဒီနေ့ဒီကလေးမလေးမိဘအိမ်ရောက်ပြီးအကျိုးကြောင့်သိရတော့ကဲအကြောင်းသိရင်တော့ငကြီးတောင်ပါချမ်းရဲ့ပင်လယ်ပြင်ပေါ်လှေပေါ်ရောက်ခဲ့ရပြီးတော့အဖမ်းခံထားတဲ့ဒီကလေးမကိုစေးကူရင်းနဲ့ဇလန်းစုံကိုသိရတာနဲ့ပဲဘေးရင်ရရနဲ့ယုံုံဆက်သွင်းသူတို့စားမယ့်အစားအစာတွေကိုအပြင်းစားအေးစေးထက်ခတ်လိုက်တာပဲ။ကဲတင်းတို့ကိုနှိုးကြပါဦး။ပြီးငါသမီးကိုစိတ်ပူနေတဲ့သူ့မိဘတွေရှိအောင်အမြန်အပ်ပေးကြပါ။ဒီမှာပဲရဲအုပ်နဲ့ရက်တဲ့ဝင်ဝင်တွေသတိလစ်မေမျောနေကြတဲ့ငှက်ကြီးတော်ဘာချမ်းတဲ့အဖွဲ့ဝင်များကိုကန်ကြောက်နှိုးကြပါနဲ့။ကာလာနဂါးတွေအိမ်မောကြသလိုမနှိုးနိုင်ကြပါဘူး။ရေနဲ့လောင်းချကွာ။ဒီမှာရဲတက်ကြကြီးကရေဘုံနဲ့သူတို့မျက်နှာပေါ်ကိုလောင်းချလိုက်တော့မှငရဲသား9ဦးကအီအဲနဲ့လူးလွန့်နှိုးလာပါတယ်။လူချင်းမတို့နှိုးပြီလားခင်ဗျာဟာအမလေးဗျာငကြီးတော်မာကျန်းတဲ့အဖွဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးများပြူးကျကုန်ပါတယ်ကြည်စမ်းသူတို့ရှိမှာရဲယူနီဖောင်းဝတ်6လုံးမျိုးစတင်းကန်ရိုင်ဖယ်ရီနဲ့ချိန်လို့ပါကျုပ်လူဘယ်ရောက်မင်းတို့နားရသိန်းသွားမယ်တကားဘောက်ကိုရောက်နေတာဘာကျန်းဘာဒါဘာလို့လက်ချက်လဲဒီမှာလူမှာဘာကျန်းခရင်ယူကထမင်းတူတူဝတ်ငကြီးတော်ဘာတဲ့ရှေ့မှာခါထောက်ပြီးရဲဝင်စွာရက်လိုက်ပါတယ်နင်တို့ကိုရဲလက်အပ်လိုက်တာငါနဲ့ဘာတိုက်ဝင်လက်ချက်ပဲဟာဒုက္ခပဲကွာဘာရသူတို့ကိုကြည့်ပြီးတော့အာရပါရရီနေတဲ့ဘာတိုက်ဝင်ကိုကြည့်အလွန်အံ့ဩနေပါတယ်ဘယ်နဲ့လဲငကြီးတော်ပါကြငါရဲ့ဘေးရင်ဟောကြတဲ့ရေတရားကောင်းရလားမှန်ရလားကွာခမရအကြံပတ်ဆက်တဲ့လူလိန်ကြီးငါအကြံမပတ်ဆက်ပါဘူးကွာမင်းတို့ကရိုင်းဆိုင်ရုပ်မှာတစ္ဆာမဲ့လို့ပါ
ငွေနဲ့လာရွေးတော့ငွေကိုယူပြီးလူကိုပြန်မလုပ်ဘူးညာရင်းချင်းခြေတော်တင်မှုကြံစီတယ်မင်းတို့တွေ့ရတော်ကောက်လူရုပ်မှာတခုတည်းမျိုးဟာအေးချမ်းတာတဲ့လူလောကပတ်ဝန်းကျင်နဲ့မထိုက်တန်ဘူးဘာချမ်းဒါကြောင့်ငါတက်တဲ့စေပညာဗီဒီပညာကိုတစ်မျိုးတစ်ပုံသုံးချပြီးတော့လူလောကကောင်းကျိုးအတွက်တာဝန်သိတဲ့လူတစ်ယောက်အနေနဲ့ဝင်ဖြည့်ရှင်းပေးတာပဲငါတို့ကဓမ္မပဲကြိုက်တယ်မင်းတို့နဲ့ငါတို့ကဖြတ်သားတလန်းတန်တလန်းပဲကဲငါကြီးတော်ပါကျင်းမင်းကလူတော်များများကိုငါကြီးတော်သားနဲ့ခေါင်းဖြတ်တတ်ခဲ့တယ်အေးမင်းလေဝင်းပေါ်ကျိုးခွင်းရောက်တဲ့အချိန်မှာမင်းတန်ဝေကရပြီးဘောဟာကူကောင်းပါစေကွာဒါမှမဟုတ်ရင်လေဓာတ်နဲ့ကျိုးနဲ့လဲပြီးတော့သေခြင်းတရားရဲ့အရာတာကိုချင်းသာစာကြည့်လိုက်ပါတော့ဘာချမ်းကြီးဟာစာရေးဆရာမောင်ညိုမိုင်းတန်လင်းရေးသားထားတဲ့ငှက်ကြီးတောင်ဘာချမ်းဆိုတဲ့ဇလံကောတစ်ခုကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာမူရင်းစာရေးဆရာမောင်ညိုမိုင်းတန်လင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနားဆင်ကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တဲ့ဇလံကောများစွာတင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေခင်ဗျာ